ကဲအခုမြင်တွေ့နေရတာကတော့မန္တလေးတိုင်းပျော်ဝယ်မြို့လမ်းမဟောင်းကြီးပေါ့နော်ရန်ကုန်မန္တလေးအမြန်လမ်းမဟောင်းကြီးရဲ့ငလင်လှုပ်ခတ်မှုရဲ့ခွဲရပါဘလောက်ပြင်းထန်လဲဆိုတော့သူ့ရဲ့အကျုံးမိရဲ့ထမ်းပင်တော်မှာအဲ့ဒီမှာဟဲ့လို့ရှမ်းလာတာမြင်ဘူးသလားဗျာကြည့်ကြပါဦးကျော်ကတော့မကြောက်မရွံ့ရိုက်တာဟဲ့အဲ့လိုကြီးချမ်းသွားတာနော်ဒါတွေကဘာတွေလဲဆိုတော့လူတွေရဲ့လောဘတွေဒေါသတွေမောဟတွေအတ္တမာနတွေငါဆိုတဲ့မန်တွေကြောင့်အခုလူတွေဖြစ်ကုန်တာသိလားဒါကြောင့်မြစ်တာသည်ပတ်စံပြီးမဝဲရဘူးမြစ်တာလေးတွေထားပါမလေးပြောရင်ငါမြင်သွားသလိုပဲလန့်သွားတယ်မြစ်တာသည်ဈေးမကြီးပါဘူးခွင်းလို့ရှင်သည်ဈေးမကြီးပါဘူးတီးခံရင်သည်ဈေးမကြီးပါဘူးအဲ့ဒါတွေကိုမဝယ်ရဘဲနဲ့လူတွေမထားနိုင်ဘူးမထားနိုင်တော့ခမရတို့ကျုပ်တို့တွေဒေါသကြီးတာထက်ခမရတို့ကျုပ်တို့တွေတက်ခောက်တာတက်ဝိုက်လေးပဲကြားရမယ်ကဘာကြီးလောကကြီးစိတ်ဆိုးပြီးလောကကြီးကတက်ခောက်လိုက်လို့ရှင်လောကလုံးတကဘာလုံးတုံဟီးသွားနိုင်တယ်ဒါကြောင့်စာနာစိတ်လေးတွေမွေးမေတ္တာစိတ်လေးတွေဘွားအယောင်းဝယ်သမားတွေလောဘတွေမကြီးနဲ့ထိုင်းရင်လည်းဆိုဘီလက်မြစီတက်မယ်ထိုင်းရင်လည်းဆိုဆန်လေးတက်မယ်ထိုင်းရင်လည်းဆိုကျုပ်စီတက်မယ်ထိုင်းရင်လည်းဆိုရွှေစီတက်မယ်ဝိသမလောဘတွေများနေတော့ဒါကဘာကြီးကတောက်ခေါ်နေတာကဘာကြီးရဲ့တောက်ခေါ်တာပြင်းထန်တယ်လောကဓာတ်ရဲ့တောက်ခေါ်တာပြင်းထန်တယ်နော်ဒါသတိပေးတာပဲရှိသေးတယ်လူတွေရဲ့စိတ်ဓာတ်အောက်တန်းကြလေးတွေဒီတဲ့ဆိုးတဲ့အားတွေနဲ့ကြုံတွေ့ရတယ်လေဖြစ်မှာပဲနော်ကကြီး၃ပါးပဲကြားဘူးတယ်အခုကကကြီး၃ပါးမကတော့ဖြစ်နေတာကကြီးအမျိုးမျိုးဖြစ်နေတာနော်ယောဂလိုင်းနေရောနိုင်ငံရေးလိုင်းနေရောမီလိုင်းရေလိုင်းအခုငလင်လိုင်းနော်တခိုးလိုင်းနေရောအခုနောက်ပါလာမလဲဆိုရင်လေလိုင်းကြံနေတယ်နော်ကြောက်ရတယ်အဲလေလိုင်းကြံနေတယ်ခယူထားမယ်တတိထားမယ်နော်ဒါဖြစ်တာလေအခုလိုဖြစ်တာလေသူတော်ကောင်းတယောက်ကိုဒါအမှားကျူးလွန်ပြီလို့ဖြစ်သွားတယ်ပါတယ်ဒါသူတော်ကောင်းတယောက်ကိုတတ်ပြစ်ပြီဘယ်အတတ်တော့မသိဘူးအတွေးရတာဗောနော်သူတော်ကောင်းကိုရုပ်မှပြစ်လို့အခုလိုတွေကဘာကြီးကတောက်ခေါက်လိုက်တာကဘာကြီးကတောက်ခေါက်တာပြစ်ထန်လုံးတယ်ဒါကြောင့်ကောင်းကောင်းလေးနေကြပါချစ်ချစ်ခင်ခင်နေကြပါစီစီလုံးလုံးနေကြပါမှန်မှန်ကန်ကန်နေကြပါ